အပိုင်းချဘိုက်ကလေးဤလှဝက်ချက်ခတ်တော့ခတ်နေကြပြီသိရင်ကြောင့်ဖြင့်ခတ်နေကြပြီကောမခတ်လဲခဏယိုလာရခင်ကဆိုတော့ပြည့်ထက်ရန်နားပူသူကမသိမြင်တယောက်ထဲသာယခုမူတယောက်ထပ်တိုးလာခဲ့ပြီမို့ကျွန်ုပ်လည်းအခက်တွေ့ရကြပြီမဟုတ်ပါလောဆရာတို့ရေတော့ပြည့်ထွက်ကြအောင်လေဗျာအာဟိုနေ့ကပဲစင်တကောင်ရထားတာလေဟာဆရာတို့ကလည်းဟိုနေ့ကရတာများထဲပြောနေရတယ်လို့နေ့တိုင်းရတော့မကောင်းဘူးလားဗျာဟုတ်ဘူးလားမမမြင်အေးဟဲ့ငါမပြောချင်တော့ဘူးဘိုက်ကလေးရေနင်ပဲပြောလိုက်တော့ဘာပူပီမှမရှိတဲ့လူပြူလူလွတ်တောင်ငွေကိုကြားစီငါးစီရှာကျင်စိတ်ရှိသေးတယ်အိမ်ကဟာကြီးကတော့မိမသာယူထားတယ်ဟိုတင်းကြမ်းကြမ်းညက်ပြီးထိုင်နေဖို့ပဲတက်တယ်ပစိုးစတော့ပါသေးတယ်ဟူးစီပါရှာတာပဲတော်ပြီတန်းပြီဟိုနေ့လဲမဲဒီနေ့သွားမယ်ရှိရမလားအရွယ်ရှိတုံးရုပ်ကန်ရှာဖွေထားမှတော်ကကြမှာမဟုတ်ဘူးလားခုတော့ဟုတ်ပါဘူးတော့အမဲလေးတကောင်လောက်ကန်စွန်ပြီးရမိကြ၏အိမ်မှာကြောက်ချနေပြီးတလကိုတည်းနမီတောင်ပြောင်းလိုက်ချင်ပါရဲ့ကြောက်သမောကြီးလို့တကယ်ဆိုကိုကအိမ်တော်ဦးစီးပဲတောလုံးစာပလက်စာအတွက်ပူပီပီနဲ့ကြိုးစားရှာဖွေနေရမယ်မဟုတ်ဘူးလားခုတော့မပြောလိုက်ချင်ဘူးရခင်ကသမီးသားဘဝတုန်းကတော့ပကျွတ်ပြောသည်ကိုနားကြီးသည်ဟုမထင်ခဲ့နောင်ရေးတွေ့တဲ့လေချင်းမြောင်မြင်ရှိလာခြင်းဟုအခြေနဲ့ကြီးနဲ့နေခဲ့ဘူးကြီးသို့တော့ယခုအခါတွင်ဒီစကားတို့ကပဲနားထဲဝဲသမယရေးဘူးနဲ့လောင်းလိုက်သလိုခံစားရနေသည်မို့ကျွန်ုပ်လည်းလက်ဆွဲတော်နှလုံးပြူကိုဘုံကနေပြေးဆွဲပြီးအိမ်ပေါ်မှလွှားကန်လဲခုန်ချမိတော့သည်တကားဟော့ဗျာကောင်းမယ်ဆိုတော့လဲချက်ချင်းပဲအော်ယောက်ျားဟူသည်ကြောက်ဘူးသာခံပြီးနားဘူးဖြစ်မခံနိုင်ပြီးမဟုတ်ပါလောအရင်အစ်စ်တော့အမြင့်မြေကဆိုသလိုတရားခံအစ်စ်ကတော့တင်ပင်ရုပ်ဘူးကဘလို့ကြီးပုံမလာဘူးရခင်ကဆိုတောက်ကောင်ကြီးတကောင်ရလိုက်ရင်အိမ်မှာတပတ်ဆက်ရက်နားပေတော့မသိမြင်ကလည်းဘာမှမပြောယခုမူတောက်ကောင်တကောင်ရလို့စိန်ကြမိလားမသိတင်းကအဖော်ခေါ်နေတော့မခတ်ပါလောကြည်ရင်နဲ့ကိုရိုက်ချင်လာတာဗျအဟုတ်တင်းတို့မောင်နှမနေရေစက်ဆောင်ရတာငါကူကကန်ဆိုးတာရခင်ကဆိုကျွန်တော်တို့နှစ်ယောက်လုံးတောတဲ့မဝင်ကျင်ကြသည်တွင်တင်းကပိုဆိုးသည်မဟုတ်ပါလောအာကျွတ်ဆရာတို့ရေကျွန်တော်တော့ဖျားနေပြီဗျလိုက်နိုင်မှာမဟုတ်တော့ဘူးဆရာတို့ပဲသွားလိုက်တော့နော်အမလီကွာဖျားတာများချွတ်ထွက်သွားရင်ပျောက်ပြီပေါ့ချွတ်ထွက်ဖို့ကဘာမှမပူနေနဲ့ဒီနေ့တောနဲ့ထဲသွားပြီးကြာစင်ပြောင်းဝင်တကောင်ကောင်ရအောင်ပြစ်ကြတာပေါ့ကွာဤတို့နဲ့ကိုထက်အပြင်းကြီးသူကယခုမူကိုထက်ထားကြလုံးလာကြီးနေသူမှာအဘဲကြောင့်နီရခင်ကဆိုတားကောင်ရလာလရင်သူ့ဝေစုခွဲတန်းပစံကိုမသိမြင်ကတခါတည်းမပေးပဲအလီလီခွဲပေးနေကြသူကလည်းကျင်းနဲ့ဤဘာမှမပြောနေ့မှထွေဘာမှသုံးစရာမရှိတာဒီလောက်ပဲယူထားအောင်နောက်လိုတော့လဲမမမြင်စီလာတောင်းပေါ်ဟဲနော်ရတယ်ယခုမူခွဲပေးရမရတော့ခါရတောင်းစီမို့မသိမြင်ဤနှဆောင်ခဲခံရသည်ကလည်းခဏပတ်စံများကိုလက်ထဲမှာပတ်စံရှိနေတာမှကိုပတ်စံကို1 2 3 4ဓာတ်တွေမကသေးကျွန်ုပ်တော့မလဲသည့်ရများဆိုလျင်အိမ်တွင်အားမနေတောဆက်တို့သွားပြီးယုံထောင်ကြွက်ရှာဟာရှာပြီးပတ်စံရှာတတ်ပြန်ကြသေးပတ်စံလည်းတွင်ရှာပါ၏သို့တော်လည်းသူကြည့်လိုက်လျင်လက်ထဲတွင်ပတ်စံတပြားမှမရှိသည်ကစဉ်းစားရကြနေစေတော့၏ဘိုက်ကလေးရေတီလေးပါလေးသွားဆက်ရအောင်လေကွာမင်းတခါခန့်ရင်လိုက်မယ်လေငါမှာတော့ပတ်စံတပြားမှမရှိဘူးစောကြည့်ရအခြားသုံးစရာမရှိပေမဲ့သူဖြုံးလေးရှိသည်ကတော့တခုရှိကြ၏ရင်းမှာလာစီထီမှန်ထိုးကြပေတယ်လာစဉ်ထီတိုးသည်ကလွှဲ၍ကုံသီးပတ်စံမရှိရင်းပြောင်းနေကြရာကျွန်တို့လင်မယားနှစ်ယောက်လည်းမနေနိုင်ပဲဆက်စုမိသည့်အခါတွင်သူကရီကြက်ဖြင့်ဘေးဒီလုံးနေတတ်ကြသည်နီးမတော့နောက်မှတိလိုက်မယ်ဗျဟဲမတိရလေတိလေသည်မှာဒီတဘာဝဖြစ်သည့်အတိုင်းကျွန်တို့လင်မယားနှစ်ယောက်လည်းဘိုက်ကလေးမတိမသားအကဲခတ်ကြတော့ဤစီပါရေးများလုံနေသလားအခြားသူများထံတွင်အနံ့ထားလေသလားကြည့်ရစုံစမ်းကြည့်မရှိပတ်စံရသည်နှင့်သူ့ခန္ဓာအတန်ကြာဝင်သွားတဲ့ဒီမှလွယ်၍အခြားဘာမှမရှိ
မထူးကြတော့လဲတန်းလွန်စကားအခန်းထဲသို့ညွှန်ပြနေသည်မို့ကျွန်တော်တို့လင်မယားနှစ်ယောက်ဘိုက်ကလေးမရှိခိုင်သူ့အခန်းထဲဝင်ပြီးရှာဝေးလောက်ကြ၏သူ၏တစ်တာကိုဖွင့်ရှာ၏မတွေ့ဖြာအောက်တွင်ထားရောလားလှန်လောရှာ၏မရှိခေါင်းအုပ်ထဲတွင်ဖွက်ထားရောသလားဖျက်ရှာကြည့်၏နတ်ထီနောက်ဆိုကြမ်းကြုတ်ကြမ်းကြမ်းမှမကြမ်းစစ်ဆက်ရှာပါ၏သွေးဝနေသောကြဘိုးများမှလွဲ၍ဘာမှမတွေ့ဖွက်เสียနေရမရှိသောအခန်းကြီးထဲဝယ်ပတ်စံဟူသည်တပြားတစ်ချက်မှမတွေ့သည်ကခေါင်းခဲเสียဖြစ်ရတော့၏စုံတော်ကြီးဥဆန်ရှာဒေါ်ရမယ်ပုံပါလားညင်ရေဟုတ်ပါတော့စဉ်းစားရချက်စွာဖြင့်ဟိုဒီကြည့်မိရာနေရန်တွင်ကျိုးဝေတစ်ခုကိုတွေ့ရကြ၏ကျိုးဝေရှိနေသည်ကမထူးဆန်းတော်လဲကျိုးဝေချိတ်ထားသောနေရာကကျွန်ုပ်ပင်လက်လန်းမမီကြရာဘိုက်ကလေးဆိုစစ်တာဘောတက်ပြီးမှမိနိုင်ပေချေဘာသဘောနဲ့များဒီနေရာချိတ်ထားပါလိမ့်ထို့အပြင်ကျိုးအစသည်ခမိုးပေါ်စီသို့တက်သွားကြရာကျွန်ုပ်လည်းကျိုးစားအတိုင်းလိုက်ရကြည့်မိကြရာဘာလဲရင်ဘာလဲဟိုမှာတွေ့ပါကြပြီဟုတ်ပါကြပြီစုဘူးကြီးဘဘိုးဝါစုဘူးကြီးတစ်ခုကခမိုးနာကလည်းရဲ့ကျိုးဖြစ်တွဲကတွဲလောင်းကြီးရှိနေကြတော့သည်တကားပတ်စံများကိုဤနေရာတွင်ဤသို့ထားမည်ဟုမြည်သူထင်မှမြည်နီညံပြေးလေစွာတို့ဖြင့်ကျွန်ုပ်လည်းစုဘူးကြီးကိုကျိုးလျှော့ချပြီးစူးစမ်းမိကြတော့၏အမလေးအတော်လေးနေပြီပဲပတ်စံတွေမနှဲတော့ဘူးမျက်စောင်းထိုးချင်နေပြီပေါ့လေထို့ပြင်စုဘူးကြီးတွင်မိဖို့တန်စုဖြင့်မညီမညာရေးထားသောစာကြောင်းများကိုတွေ့ရသည်မို့စဝင်တစားဖက်ကြည့်ရာညတထားမှလွဲ၍မိသူမှမကန်ရတခုတည်းသောညနေခင်းဓာတ်ထိန်ညောင်ပင်ကြီးအောက်ဝဲကျွန်ုပ်တို့လည်းထုံးစံအတိုင်းဝိုင်းဖွဲ့မိနေကြကြ၏တို့စဉ်ကားတစ်စီးသည်ဖုန်းတစ်ထောင်းဖြင့်မောင်းနှင်လာပြီးကျွန်ုပ်တို့ချင်းဝိုင်းအနီးတွင်ထိုးရက်ကအသက်40ဝန်းကျင်ရှိသောလူတအူးဆင်းလာပြီးတစ်စိတ်လောက်ခမညာဟိုကိုတင်နွယ်ဒေါငွေပုံတို့အိမ်ကိုလမ်းညွှန်ပေးပါလားခမညာအပြောဆိုကရင်းကြီးသလိုဝစားထားပုံအရာလဲမျိုးသားများသိတာစေပြီးလူချမ်းသာတအူးဖြစ်ကြောင်းကိုမမေပဲသိစေနိုင်စေတော့၏လွယ်ပါတယ်ဒီလမ်းမအတိုင်းကုပင်ကြီးနာရောက်ရင်ညာကူ꿰လိုက်တော့โอเคကျေးဇူးပဲညီလေးရာမို့โอเคနဲ့ဦးလေးဒီကပြောလို့မပြီးသေးဘူးsorry ပြောပါအဲ့ဒီညာကိုချိုးပြီးလို့တော်သွားပြီးရင်ဟာလာဇက်တစ်ခုရှိတွေ့လိုက်မယ်ဘေးမှာပြင်တော်ရင်တစ်လုံးရှိတယ်ဟုတ်ပြီအဲ့ဒီအိမ်ပေါ့နော်ဟုတ်ဘူးအဲ့ဒါပူစုမတို့အိမ်ကျုပ်တို့ရွာရဲ့ကိုနံကိုင်းလေးပေါ့လှသလားလို့မမေးနဲ့မယုံရင်ဝင်ကြည့်သွားဟဲကဲစောကြီးတော်တော့နင်ပြောနေပုံနဲ့အဲ့တဲ့အိမ်ရောက်တော့မှမဟုတ်ဘူးဆရာတို့ကလည်းကြုံတုံးကြုံခိုက်ကြောင်ညာပေးနေတာပါဗျဟီကဲဘိုက်ကလေးဒီကဧည့်သည်နဲ့လိုက်သွားပြီးတထားတို့အိမ်ကိုလိုက်ပြပေးလိုက်ပါကွာဟုတ်ကဲ့ဆရာတို့ဖြင့်ဧည့်သည်လည်းကျွန်တော်တို့အားကျေးဇူးတင်စကားပြောပြီးနောက်ဘိုက်ကလေးအားတင်ဆောင်ပြီးမောင်းထွက်သွားတော့၏ကျွန်ုပ်လည်းအတန်ကြာချင်းဆက်ခတ်နေပြီးကျွေးလေးများပြန်မှအိမ်ပြန်ရေမိုးချိုးပြီးညစာစားရန်ဘိုက်ကလေးအပြန်ကိုစောင့်နေလိုက်တော့၏ခဏကြာတွင်ဘိုက်ကလေးပြန်ရောက်လာသဖြင့်ဘသူတဲ့လဲကွာဘဲကတဲ့လဲမြိုင်သာကပါကိုချစ်ရင်ပိုင်းနဲ့သူမိဘတွေနဲ့တွင်တို့ကစီးပါဘက်တွေတဲ့စီသက်တည်းလို့ပြောတာပဲဘလို့အဲ့တဲ့နာမည်ကချစ်ရင်ပိုင်းတဲ့လားဟုတ်တယ်သူ့အဖေနာမည်ကဥယျင်မောင်သူ့အမေနာမည်ကဒေါ်ပိုင်ထွန်းတူးတဲ့တော့အချစ်ဆုံးသားမို့ချစ်ရင်ပိုင်းလို့မှတ်ထားတာဆိုပဲဟုတ်ပြီကွာဟုတ်ပြီတို့ဖြစ်နောက်နေ့တွင်ကိုတွင်နဲ့ဒေါငွေပုံနဲ့ညတထားတို့မှာချစ်ရင်ပိုင်းနဲ့အတူရိုင်းသားတို့အလဲပဲသွားကြသည်ဟုသိရကြ၏ညတထားစီအခါစားမဝင်သည်မို့ဘိုက်ကလေးလည်းဟင်းသာရိုက်ယုံထောင်ငှက်ထောင်ဖြင့်စုဘူးကြီးပြည့်အောင်ကြိုးစားနေတော့၏တို့ဖြစ်နေရာသုံးရဲ့အကြာတွင်ညတထားတို့အိမ်ပြန်မရောက်စဉ်နီးနားသွားနေသောဘိုက်ကလေးမှာရှုံတထားဖြင့်ပြန်လာပြီးပြောဒါပေမဲ့ကိုတင်ရွယ်တယောက်တည်းပြဟူဒေါငွေပုံနဲ့ညတထားကကိုချစ်ရင်ပိုင်းတို့မိသားစုနဲ့အတူဖျားပုလိုက်သွားကြတယ်ဗျခတ်ပါဟင်းတို့တော့သူ့ဘက်ကဖြစ်လူလဲပြုပြင်ဝေးလဲစုဆောင်းနေရှာသောပဲ့ကြော်ကြီးအဖြစ်ကိုကြည့်ရင်ကျွန်ုပ်လည်းတရပြင်းလေးသာ
ချမိကြတော့ဤဆိုင်ဖို့ဝေးစွာဆိုင်ပင်မဆိုင်သေးတော့လဲသူ့ဖို့ကတော့သူ့ဖို့တော့အလွမ်းဆက်ကစနေကြပြီတို့ဒီနေ့ရွာထိပ်ပြေးကအတီတာအကျိုးထောက်တီကလည်းစဉ်ဝတ္တရားဖြစ်နေပြီမဟုတ်ပါလောအကျိုးထောက်ရသည့်မြတ်တထာကလည်းပေါ်မလာသေးသည်ဒီနေ့၌မြတ်တထာသတင်းပေါ်လာကြပြီကောကိုတို့ရေသတင်းတစ်ခုကြားရတယ်တော့ဘာများလဲကွာဟိုလေကိုတွင်တို့အိမ်ကိုကားနဲ့လာတဲ့ချစ်ရင်ပိုင်ဆိုတာလေဘာဖြစ်လဲဘာဖြစ်ရမှာလဲအဲ့ဒါမြတ်တထာနဲ့ဖိစားမဲ့လူတဲ့တော့မြတ်တထာနဲ့ဆိုဦးလေးကြီးအရွယ်ဟာမဖြစ်နိုင်ပါဘူးဘာလို့မဖြစ်နိုင်ပါလဲဘာလို့မဖြစ်နိုင်ရမှာလဲဖြစ်နိုင်တာမှပြည့်တာမြည်နေသေးအဲ့ဒီဦးလေးကြီးကိုသူ့မိဘတွေကအိမ်အောင်ချပေးဖို့စူးစမ်းနေတာကြပြီတဲ့ဒါပေမဲ့အဲ့ဒီဦးလေးကြီးကအယိုးများသလေချီခါသလေနဲ့လုံနေခဲ့တာအခုလဲမြတ်တရားကိုလေ့လာဖို့လွတ်လိုက်တာလဲလေမြတ်တရားကိုတွေ့တော့တီဝိမင်းဥပဒနာကိုမြင်ပြီးသင်္ဘောကပြုတ်ကျသလိုရွှေဘော်တော့အကြာကြီးကြပြီးအိမ်အောင်ပြုတ်ပါတော့မယ်လို့ဝန်ခံလီတဲ့လေဟီဒါပေမဲ့ဒီရွယ်နဲ့ဒီရွယ်ကိုတွင်နယ်တို့ကသဘောမှတူပါမလားတူတာပေါ့အဲ့ဒီဦးလေးကြီးကစီးပွားရှာလဲကောင်းအတော့အစားလဲမရှိလူရိုးကြီးတဲ့ဟုတ်တော့လဲဟုတ်ပေသည်ယောက်ျားပစင်မိမပခတ်တင်ဟုဆိုထားသည်မဟုတ်ပါလောအသက်ကြီးသည့်အကြောင်းမဟုတ်ရိုးသားပြီးစီးပွားရှာကောင်းသဖြင့်တမိရှင်တိုင်းလက်ခံကြမိတာတထားကတော့သဘောတူရဲ့သလားအဲ့ဒါတော့မသိသေးဘူးခုဟာကလူကြီးတွေသဘောတူထားတယ်လေဒါပေမဲ့ကျမအထင်တထားကတော့လိမ္မာရေးကြရှိတဲ့ကောင်မလေးပဲဟာလူကြီးတွေတင်းလို့စီမံတာငင်းမဲ့မထင်ပါဘူးရွှေကိုရွှေချင်းထက်ကြမိမင်္ဂလာသတင်းကြားရသူအပေါင်းဝမ်းမြောက်ပီတိဖြစ်ရမည်သတင်းတို့ပေမဲ့ဘိုက်ကလေးအတွက်ကမူအချင်းနဲ့ကျွန်တော်ဒီပြဆက်စသိန်းရင်ပေါမလားစသိန်းရင်ကွယ်မလား